အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်လည်းတတိယဖိုင်မြောက်ဖြစ်ပါတယ်ကျွန်တော်ချင်းမစ်ဆွေများထက်ကျွန်တော်နောက်ထပ်တင်ပေးချင်တာကအခုလာမဲ့2လပိုင်းတရက်နဲ့2026ခုနှစ်ကျွန်တော်မိတ်ဆွေအတွက်ကျွန်တော်ကထိတ်စီးရောအလဲထိုင်ရောနောက်ပိတ်ရောအကောင်းဆုံးကဏ္ဍတစ်ကွက်ကိုပြန်လဲတင်ဆက်ပေးခြင်းပါတယ်ဒီနေ့တင်ပေးထားတဲ့ကဏ္ဍလည်းအရန်ကောင်းပါတယ်ကျွန်တော်ချင်းမိတ်ဆွေများအကြိုက်တူလို့ရှိရင်လိုက်ယူကစားပါပြန်တော့ကျွန်တော်ရဲ့ဗီဒီယိုအခုမှဝင်ကြည့်မိတ်ဆွေများအနေနဲ့လည်းနောက်ထပ်တင်ပေးမဲ့ကဏ္ဍလေးကိုအချိန်နဲ့တပြေးညီကြည့်ရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe ဆိုတဲ့အနီရောင်စာသားနှိပ်ပြီးဘေးက noti ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ဗျကဲဟုတ်ပြီကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ကဏ္ဍယူတဲ့ပုံစံလေးတစ်ချက်ကြည့်လိုက်ရအောင်နော်ကျွန်တော်တင်ပေးတဲ့ site အရာ 3D ချက်ကွက်ကောင်းကျွန်တော်မိတ်ဆွေအတွက်196ကဏ္ဍထည့်ပါတယ်အကြိုက်တူ like ကစားပါကဲအားလုံးပဲကျွန်တော်တို့ကနောက်ဗီဒီယိုဖိုင်များမှာလည်း plan လဲစုံတွေ့ကြပါမယ်ခင်ဗျ